ထူးတစ်ဖြင့်ပုတုမပေါ့နော်ဂျူဂျူအပန်ကိုသူတို့ကဂုံပြူကိုတင့်တယ်ပေါ့ဆိုပြီးတော့အခုဂျူဂျူအပန်ရောက်ပါပြီလို့နော်ဒီမှာဗီဒီယိုဖိုင်တွေကြည့်သွားပါတိလားဂျူဂျူအပန်ကိုမလေးရှားရောက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဘယ်လိုကြိုဆိုခဲ့လဲဂျူဂျူအပန်ကသူ့ရဲ့မောင်နှမဖြူဖြူကျော်သိမ်းမှာမဖြူကိုဘယ်လိုမျိုးဖက်ပြီးတော့ခေါ်သွားလဲဆိုတာလေးပါပြပါမယ်တိလားစိတ်မကောင်းနော်ဒီမှာဒါကမကျလာအနေထားတစ်ချက်ရှိုးလိုက်နော်တိလားမင်းအောင်နိုင်လို့အာဆီယံတော်မှာခွေးကလက်တက်ခွင့်မရတဲ့အနေထားမဟုတ်မလေးရှားလိုနိုင်ငံမျိုးမှာ bestman နဲ့လာကြည့်လိုက်တွေ့တယ်မလားအဲ့ဒါပဲငါတို့တော်လိုင်းဘက်ကလူတွေနော်ဟိုအာဆီယံတော်ခွေးကလက်တက်လို့မရတော့ဟိုလူကိုလိုက် lobby လုပ်ခိုင်းဒီလူကိုလိုက်လို့ lobby လုပ်ခိုင်းရတဲ့တောင်းနိုင်တာမအေလို့နဲ့ဘာကွာလဲဆိုတာအဲ့ဒါကြည့်သွားဖို့တိလားဒီဗီဒီယိုပဲခင်ဗျာ Funny မြန်မာ channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာဆိုမြန်မာတဝမ်းမှာဖြစ်ပြနေတဲ့နာမည်ရှိနေတဲ့ဗီဒီယိုလေးတွေနဲ့ကွာတရင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးရင်ဝေဖန်သုတ်သက်ပေးကြပါဦးခင်ဗျာအားလုံးလည်းမယ်ပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်ကျွန်တော်လှုပ်ရှင်လို့တော့မဟုတ်စောင့်မင်းကတ်လို့လှုပ်တာတမင်တက်တဲ့နော်ဂျူရှူအဖန်ဆိုတာသူတို့ဒုက္ခပေးလို့ဒုက္ခတဲ့အဖြစ်ကနေထွက်ပြေးသွားတာသူများတိုင်းပြည်ဂျူရှူအဖန်လိုမျိုးထွက်ပြေးသွားတဲ့လူသိန်းနဲ့တန်းနဲ့ရှိတယ်နော်အဲ့ဒီလူတွေကိုဘယ်သူမှစောက်ဖက်မလုပ်ဘဲနဲ့လိုက်ပြီးတော့ဒုက္ခပေးနေတဲ့ကောင်တွေကဂျူရှူအဖန်အခုဒီမှာဟိုနေ့ဖြစ်မှာနော်ချန်ပီယံဖြစ်မှာအားချက်ချင်းပဲမတိသူတို့ဘက်ဆန်းအားပေးလာတဲ့လူပုံစံမျိုးမြဝတီလိုမြမတန်မှာမျိုးစောက်ရှက်မရှိထအော်တယ်ဟမ်ဘောမတွေဂျူရှူအဖန်ထားလို့တယ်ဟမ်ဂျူရှူအဖန်မလို့ငါဆိုရင်ကတော့မှလီးလံပြလိုက်တယ်တကယ်ဘူဒီမအကြီးလာတော့ခြင်းနဲ့လို့စစ်ဖွေးဖွကွေးတွေကြည့်မင်းကြည့်လောင်စမ်းယောက်ျားကြီးတွေကြားထဲမှာလမ်းလျှောက်တော့တုတ်ဖြစ်နေနော်ဖတ်ဖြူပြောဟမ်ကြာသူချောက်ကမြန်းနေရောဟမ်ပုတ်နေရောပရိတ်တက်နဲ့ခမ်းမနဲ့ကြိုလာတဲ့အနေထားချက်ရှိုးလိုက်နော်တိလားတောင်းနိုင်တာမဟုတ်ဘူးလို့ပြောပါတယ်ငါအစအရေကပြောတယ်တောင်းနိုင်သားတွေမဟုတ်ဘူးတိလားစိတ်မပူကြနဲ့လို့နော်ကျွန်တော်ဒီရုပ်တံတွေကတော့စောက်ခွက်ပြောင်းတဲ့ရုပ်တံတွေဖြစ်တယ်နော်တမင်တက်တဲ့ဟိုဘက်ရက်ခွက်ကဟာတွေကိုလုံးပြမှာဖြစ်တဲ့အတွက်နားလည်ပေးပါလို့မေတ္တာရက်ခံတယ်ဘာစောက်မင်းကတ်လို့တမင်တက်တဲ့ကိုလုံးပြတာနော်ဒါဟိုအစအောင်ကျွန်တော်တရား relation လုံးပြမယ့်အစီအစဉ်မရှိဘူးတိလားအဲ့မှာသူတို့မြန်မာတန်းဂျင်ညာပြဟိုပုတုမထွက်ပြီးတော့ဂျီချွမ်ပန်တော့စောက်မင်းကတ်လို့လုပ်ပြတာတမင်တက်တဲ့တိလားရှင်းရောပရိတ်တက်ကြီးနဲပေးတယ်မို့မကြီးဟမ်မင်းအောင်နိုင်သွားရင်အဲ့လိုကြိုးမဲ့လူရှိတာဟုတ်လားမဟုတ်အကောင်းပြောတာပါကဲအခုမင်းတို့ခေါင်းဆောင်အော်နေတဲ့မင်းတို့ရဲ့ခေါင်းဆောင်မင်းအောင်နိုင်နော်နိုင်ငံတစ်ခုကိုတွားလို့အဲ့ဒါလို့ကြိုးဆိုမဲ့လူရှိလားအဲ့ဒါပဲအဲ့ဒီအဆင့်ကိုပဲမင်းတို့ကြည့်လိုက်နော်အဲ့ဒီအဆင့်နဲ့ပဲကြည့်မင်းတို့အများကြီးမလိုက်မရှင်ခိုင်းဘူးအဲ့ဒီအဆင့်တစ်ခုတည်းပဲမှီအောင်ရှင်ခိုင်းမယ်နော်မင်းအဲ့ဒီအဆင့်တစ်ခုလောက်ပဲမှီအောင်ရှင်နိုင်မှမင်းတို့အမေတွေတောင်းလိုက်တာမအေးလို့လူရတွင်းကြသိလားနော်ကြည့်လိုက်ငါတို့တော်လိုင်းဘက်ကလူတွေပြည်သူတွေဘယ်လိုချစ်လဲနေတဲ့အတိုင်းကြည့်တဲ့အတိုင်းအမှကြည့်နော်ကြည့်မတေချာဖတ်ထားတာမှာမတ်ပြူကျော်တဲ့ကိုကျူကျော်ဖန်တရားပွေပြီးဖတ်ပြီးတော့ခေါ်တာတွေ့တယ်မလားမရှိဖတ်ထားတွေ့တယ်မလားသူ့အမကိုသူစိတ်ပူတယ်မတေချာချာဖတ်ပြီးတော့တွဲထုတ်သွားတာမရှိအားပေးတဲ့ပရိသတ်အုပ်ကိုကြည့်လုံကြုံရေးနေတော့ထိလို့မနိုင်ဘူးမရှိနော်ကြည့်စမ်းမင်းအောင်နိုင်သွားအဲ့လိုကြိုးစုံမဲ့လူရှိလားလို့
မင်းတို့ပဲအချမ်းမှာမင်းအောင်နိုင်နဲ့ကြီးတဲ့ကောင်မရှိတော့ဘူးနော်အကြီးဆုံးကောင်ပဲပေးထားတာဟောအောက်ကကောင်လောက်တော့မပြောဘူးကွာသိလားမင်းအောင်နိုင်လို့ကောင်မျိုးကိုဖေးပြန်ခေါ်နေရတဲ့အောက်ကဘာမှစောက်စစ်မရှိတဲ့ကောင်မျိုးကိုမပြောဘူးမင်းတို့တွေအကြီးဆုံးကောင်တွားရင်တောင်မှမြန်မာနိုင်ငံသားတွေအဲ့ဒါလို့ကြိုးစိုးမလားအဲ့ဒါမင်းတို့အဆင့်အတန်းမင်းတို့မြင်အောင်ပြတာသိလားအဲ့ဒီအဆင့်လေးတစ်ဆင့်ပဲမင်းတို့မှီအောင်ရင်ရှင်းနော်ငါတို့တော်လိုင်းဘက်မှာဒါဖြူကျော်သိန်းတို့ဂျူဂျူဘန်တို့မဟုတ်နော်ဒီအားကစားတော့နောက်တော့ကိုအောင်လာဆန်းလို့ရှိမယ်နော်အခြားအစိုးရတွေအခုအာဇာနည်တို့လာကြည့်တော်လိုင်းဘက်ကလူတွေကိုပြည်သူတွေဘယ်လိုကြိုးစိုးလဲနော်ဘလောက်ပဲမင်းတို့တွေဝါရမိုင်းတွေဖြတ်ဘာပြည်သူတွေကသိတယ်လေအကုန်လုံးကအုံနောက်တွေရှိတယ်လေဟုတ်တယ်မလားဝါရမိုင်းဘလောက်ပြန်ဖြတ်လို့မရဘူးကဲအနောက်အပင်မန်းခံတိတ်တိုးဆိုတာဒါဟိုမှတိတ်တိုးလားဟမ်အဲ့ဒါမင်းတို့ဘလောက်ပဲပြောအခုဘောမတွေမတိလို့ချင်လေသူတို့ကပဲဟိုနေ့ဖြစ်တာဖြူကျော်သိန်းဆိုရင်လည်းသုံးစားလို့မရအောင်ပြောပြစ်တာသူတို့ပါစက်ကြည့်အဲ့ line ပေါ်မှာ၄-၅កောင်ကျန်တဲ့ကောင်တွေအကောက်တူကြီးပဲအခုလက်ရှိ line ပေါ်မှာသူတို့နိုင်နေတဲ့ကောင်တွေကြည့်လိုက်အကောက်အစ်စ်နဲ့အကောက်တူအဲ့သူတို့ဘက်အချမ်းဘယ်နှကောက်ခွာလဲလို့ကျွန်တော်တော်လှန်ပြည်သူဘက်ကနော်မပြောနိုင်တဲ့သူတွေကအကြောင်းမျိုးကြောင့်မလွတ်လပ်ဘူးနော်မပြောနိုင်တဲ့သူတွေအတားလေးငြိမ့်နေပေမဲ့ပြောနိုင်တဲ့သူတွေကတတိရှိရုပ်ထွက်ပြီးပြောကြတာတန်ဖိုးချင်းအဲ့ဒီကစပြီးကွာတာဘာလို့ဆိုတော့လက်ရှိသူတို့ဘက်အချမ်းမှာကြည့်လိုက်အခုဆိုရင်ဘယ်နေရာမှာကျွန်တော်သတိထားမိသွားတယ်ဆိုတော့ဟိုနေမှာကိုမင်းမော်ကုန်းကပို့မှာကိုမင်းမော်ကုန်းက तू ကတော်လန်ကမ်ပိန်းလားမသိဘူးပို့တစ်ခုတင်လိုက်တယ်အဲ့ဒီအောက်မှာဆွဲပြည်သူတွေကမယုံတော့ဘူးလို့ငကိုတော့ရှိသေးတယ်နော်ခက်တီနဲ့မတိသူတို့တော်လိုင်းဘက်ကပုံစံတိုင်းငါတို့ကငကိုတော့ယုံစားပြီးပါမိတာအခုတော့မင်းတို့လီးတောင်မှမယုံလို့ဆိုတာမဲတွက်ကြည့်လိုက်ဘောမခက်သူကရွမှန်တာမဟုတ်ဘူးအဲ့ဒီပုံစံဖာမှာထက်ကြသေးတယ်ဖာကိုတို့က2ဆင့်ကြအဲ့လောက်ထိကျွမ်းတာဒီကောင်ကြီးဖာကြချက်နော်အဲ့ဒါလို့ကမ်ပိန်းအောက်မှာအုံလိုက်ကျင်းလိုက်ဆဲထားပေမဲ့တာမန်ပို့တွေအောက်မှာကြတော့ဆဲတဲ့လူမရှိဘူးကျွန်တော်အဲ့ဒါမှတွိုင်းတော့ဒီကောင်တွေဟာတင်းနဲ့ group နဲ့အလုပ်လုပ်တယ်ကျင်းနေသွားပြီပဲဒါမှကြည့်လိုက်မင်းမောင်ကုန်းပြည်သူလက်မခံလို့ပုံမှန်ဆဲတယ်ဆိုရင်ဘယ်ပို့တင်ကွန်မန့်တွေရှိနေရမယ်လေဆဲတဲ့ကွန်မန့်တွေလေပုံမှန်ပို့တွေမှာချစ်လို့ခင်လို့လေးစားလို့အားပေးလို့စသဖြင့်နော်ကွန်မန့်ကောင်းတွေပဲရှိဒါပေမဲ့အဲ့ဒီ campaign တစ်ခုကြီးညာလိုက်ပြီဆိုရင်အဲ့ဒီ campaign ရဲ့ပို့အောက်မှာလိုက်ကြည့်အဲ့ဒါကကိုမင်းမောင်ကုန်းမဟုတ်ဘူးအခြားတော့တော်လှန်အမှုပညာရှင်တွေတော်လှန်အမှုပညာရှင်တွေအကောက်တွေထဲမှာလိုက်ဝင်ကြည့်ပုံမှန်သူတို့ရဲ့ဘယ်လိုပြောမလဲနေကဒူကပေါ့နော်သူတို့လုံနေတဲ့အလုပ်တွေဖြစ်သူတို့တင်နေကြရုပ်တံဖိုင်နေဆိုရင်မရှိဘူးဆဲတယ်မရှိဘူးနဲတယ်တခုတည်းလည်းရှိမှာပေါ့လေဒါတော့ဟိုview ကိုတောင်းတဲ့သိန်းနဲ့ရှိနေတဲ့ပို့ရင်နော်ဒါပေမဲ့အဲ့ဒီ campaign တစ်ခုကိုကြီးညာကြည့်လိုက်အဲ့ဒီအောက်မှာအုံလိုက်ချင်းနဲ့ရောက်လာမယုံလိုက်ကြည့်ကျွန်တော်ပြောရမယုံအဲ့တော့ဒီကောင်တွေဟာ online ပေါ်မှာဘယ်လောက်ထိစနစ်တကျလုပ်နေတယ်နော်အခု Facebook ကနေသူတို့စစ်တပ် lobby အကောက်တိလို့109ခုအကောက်ကောပေရော group ကောနော်အားလုံးပေါင်း109ခုကိုဖျက်ချဖြစ်တဲ့ရောက်တယ်အဲ့တော့ Facebook ကတိလို့ဖျက်ချတာတွေ109ခုရှိတယ်ဆိုရင်ဒီကောင်တွေဘက်ကအုံလိုက်ကျင်းလိုက်ဘလောက်ဖွင့်ထားလဲစဉ်းစားကြည့်ရအဲ့တော့ line ပေါ်မှာလိုက်တောက်ချောက်လိုက်ပြီးအုံလိုက်ကျင်းလိုက်မှတ်နေတဲ့ဟာတွေကဒီကောင်တွေတစုသေးပြည်သူကိုစားမပြုတ်ဘူးဆိုတာကျိမ့်မနေနေဘူးလားဟမ်ပြည်သူကိုစားပြုတ်တာမဟုတ်ဘူးရှင်းနေတယ်သူတို့လဲလိုက်ပြီတဲ့ဒါပေမဲ့အခုကျွန်တော်သိတယ်လို့ပဲအခြားသောသူတွေကလည်းသိတာပဲဒါဒီကောင်တွေရုပ်မှမှုဟုတ်တယ်မလားကဲလူကကြောက်စရာနော်ဟမ်နော်လူကုန်ကုန်ကြည့်ပေါ့မရှင်းတို့မှလက်ကိုတေချာတွဲထားတွေ့တယ်မလားဟမ်ဘယ်လောက်ချစ်ကြမှာရှင်း
2 3တဲ့ဟာဂျော်ရှီပန်ကိုလက်ကလေးကို ဂျူနီယာဗန်လက်ဆိုတာပါတယ်သူများစောက်ခွက်တွေကိုထိုးထားတဲ့လက်ဟာဒီနေလဲသူနှုံလဲသူများစောက်ခွက်ထိုးရတာလေတကယ်တို့လို့ပြောပြမသိတာကျွန်တော်တို့ငယ်ကလေးဘွားဆိုကျွန်တော်တို့ကနေသားတွေဆိုတော့ညှက်ပြစ်တွေဘာညာငါချဖားချတာမျိုးတွေပေါ်နှိပ်ဘူးစက်ခတ်လောက်လောက်လေးကပြစ်တတ်ခါစားအရွယ်လောက်စလုံးနဲ့နှက်ကိုချိန်ပြီးပြစ်လိုက်ရွှေ့ကလေးကိုနှက်ကိုတွားထိလိုက်ရင်လေတာမန်တို့ပြစ်လိုက်လို့ချော်သွားတဲ့ feeling နဲ့ကိုပြစ်မှတ်ကိုတက်တဲ့ကိုချိန်ပြီးပြစ်လိုက်လို့အဲ့ပြစ်မှတ်တက်တဲ့ထိသွားတဲ့ feeling ဟဲ့လက်ထဲမှာအရသာချင်းမတူနော်ကိုစိတ်ကထိသွားရင်လေဟဲ့လက်ထဲမှာစီးကြံသွားတယ်အဲ့ဒါလိုပဲရန်နေပါလေဖြစ်လို့ထိုးကြတာနော်ထိုးသူများစောက်ခွက်တက်တဲ့ကိုထိုးကျင်တဲ့ဂျကာတက်တဲ့ကိုမှန်းပြီးတဲလိုက်လို့တဲ့ကြောင်ဝိုင်းလက်ထဲမှာလေစီးလဲနေတယ်အဲ့လိုပဲအဲ့တော့ဂျူဂျူဘန်လက်ကလည်းဟုတ်တယ်မလားသူများစောက်ခွက်တွေအဲ့လိုပဲစီးလဲလို့တဲထားတဲ့လက်ဆိုတော့လေပေါ်သေးတဲ့လက်ပေါ့အဲ့ဒီလက်ကိုတွဲထားတာဘယ်လိုလဲငါတို့တော်လန်အနုပညာရှင်ကြီးမဖြူဖြူကျော်တိုင်းမဖြစ်တယ်ကဲဘောမတွေမကျင်နိုင်ရင်ဖင်ဆောက်ပြီးသေးကြနော်မင်းတို့ကိုဟဲ့ဒီပို့ကသမင်တက်တဲ့အမင်းင်းပေးတာနော်မကျင်နိုင်ရင်ကလေးတွေပြောနေလေသက်ပြီးသေးရဟာသိလားဂျွန်ချွာဘန်ရောမဖြူကျော်တိုင်းကမလေးရှားကပေးတက်နဲ့တွေ့ဆုံနေပြီသိလားမကျင်နိုင်ရင်အမှဖင်ဆောက်ပြီးတော့အဘရဲ့လောက်ပါအောင်အဘရဲ့အော်ရအမှသိလားနော်တဲ့ပြောတာ